လီကွမ်ယူကပြောတယ်သူများနိုင်ငံသွားစစ်တိုက်ဖို့မလိုဘူးတဲ့ပညာတက်အောင်ကြိုးစားတယ်အဲ့ဒီလူတွေကိုယ်စီကျွန်းလားခံလိုက်ပဲဂျပန်သွားကျွန်းခံကြကွာကိုရီးယားအမေရိကန်တော့ထင်ကြည့်တယ်မို့လားမြန်မာပြည်ကြတော့ဘာမှလှုပ်ထားလို့မရတဲ့ကောင်တွေကဲမြန်မာပြည်ကြတယ်လေသုံးစားမရနိုင်ငံခြားသွားဖို့ကြတယ်သင်နေမဖြစ်ဒါတွေဘယ်နဲ့တော့ဘယ်နဲ့တော့မင်းတို့ဘယ်လိုမျိုးဆက်ပြီးတော့အသက်ရှင်ဖို့စဉ်းစားထားတာမင်းတို့မိဘတွေရှိသေးတွေရှိပါဘောကွာမင်းတို့မိဘတွေရှာမကျွေးနိုင်တဲ့တွေမင်းတို့သေဖို့တာပြင်တော့ဒီနေ့ခေတ်ကြီးထဲမှာဟုတ်လားအလွန်ကြောက်စရာကောင်းလာပြီကဲဒါကြောင့်ပညာတက်ဖို့လိုလားမလိုဘူးလားဘုရားလောင်းတော့ဟာအမြဲမပြတ်ပညာနဲ့ပတ်သက်ရင်ပညာနရဏရတနာရွှေတွေငွေတွေကြောက်တမရများတွေမရှိလို့ဘာမှမဖြစ်ပညာဆိုတဲ့ယရနာစင်ထားဒီလိုမျိုးပြောတာဘုရားလောင်းဟာဘဝတိုင်းပညာမတက်တဲ့ဘဝမရှိဘူးခွေးဖြစ်တော့လေစဉ်းစားနိုင်တဲ့ဉာဏ်ပညာပါတယ်ဘုရားလောင်းခွေးမင်းဆက်သမဝရမာနသက်ငုံဖြစ်တော့လေဘုရားလောင်းစဉ်းစားနိုင်တယ်ဘုရိတက်သက်မွေဖြစ်တော့လေဘုရားလောင်းစဉ်းစားနိုင်တယ်ဟုတ်လားကပိဆက်မြောက်ဖြစ်တော့လေဘုရားလောင်းစဉ်းစားနိုင်တယ်ဘုရားလောင်းကိုလျှော့မလို့တဲ့ဒိဋ္ဌိဆန်ဖြစ်တော့မင်းတို့ငါတို့ထက်အစတစ်ထောင်တစ်သိန်းမကဉာဏ်ရှိဘုရားလောင်းလို့ပြောလိုက်ရင်ရောက်တဲ့ဘဝတိုင်းမှာဉာဏ်ဆိုတဲ့ဟာကြီးကအမြဲတမ်းလင်းနေတယ်သူ့ရဲ့တန်းထဲမှာအမြဲတမ်းလီဒါဖြစ်နေရဘာဖြစ်လို့ဥဆောင်နိုင်တာဆိုပညာတက်လို့ဥဆောင်နိုင်တာဘာဖြစ်လို့ဥဆောင်နိုင်တာတော့ပညာမတက်တဲ့သူကလောကကိုဥမဆောင်နိုင်ဘူးကွပညာမတက်တဲ့သူလောကဥဆောင်ရင်လောကကြီးပြတ်တော့တာဒါကြောင့်ပညာတက်တဲ့သူတွေဥဆောင်မှလောကကြီးကငြိမ်းချမ်းတာ